အားလုံးပဲမင်္ဂလာပါခင်ဗျာကိုတက်ရှ်မီ channel လာနဲ့ကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာကတော့ကျွန်တော်တို့က LM Studio သုံးပြီးပါเนาะ AI model ကို local မှာဘယ်လို run မလဲဆိုတော့ကျွန်တော်သင်ပေးမှာပါเนาะစားလိုက်ရအောင်မစားခင်တော့အရင်ဗီဒီယိုမှာကျွန်တော်တို့ကဒီ Olama ကိုသုံးပြီး AI model ကိုယ့်ရဲ့ကွန်ပျူတာမှာဘယ်လို locally run တာကျွန်တော်သင်ပေးထားတာပေါ့နော်အဲ့ဗီဒီယိုမကြည့်ရသေးဘူးဆိုရင်အဲ့ဗီဒီယိုOlama နဲ့ run ရှင်ဆိုအဲ့ဗီဒီယိုကြည့်ပြီး run လို့ရပါတယ်စားလိုက်အောင်ပထမဆုံးတော့ကျွန်တော်ကဒီနေ့သုံးတဲ့ software က LM Studio ပေါ့နော်အဲ့ဆိုကျွန်တော်အရင်ဆုံးတော့ LM Studio ကို download လုပ်မှာပေါ့နော်အဲ့ဆိုကျွန်တော်ဒီကောင်းကို search လေးလုပ်မယ် Google မှာ browser မှာ LM Studio လို့ရေးမယ်ရေးပြီးဒီမှာပထမဆုံး lmstudio.ai ကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးဆိုရင်ကျွန်တော်ဒီမှာMicrosoft Store ကနေလည်း download လုပ်လို့ရအောင်เนาะကျွန်တော်ကဒီရပဲ download လုပ်လိုက်မှာเนาะအဲဆိုကျွန်တော်ဒီမှာ download နှိပ်ပြီးဒီမှာ save လုပ်လိုက်မယ် download ကို save လုပ်လိုက်မှာเนาะကျွန်တော်အစကတည်းက download လုပ်ထားတယ်ဆိုတော့အကြောင်းကျွန်တော်ဒီဟာကိုပြန် download မလုပ်တော့ပါဘူး download လုပ်ပြီးသွားရေးဆိုရင်ကျွန်တော်ကဒီ download ထဲမှာသွားမယ်သွားပြီးဒီကောင်ကို install လုပ်မယ်ပေါ့နော်အဲဆိုနှစ်ခါနေမယ်နေပြီဆိုကျွန်တော်ဒီမှာ agree လုပ်မယ်ဒီကောင်က all user ကို check လေးလုပ်ပေးထားပါပြီးတော့ကျွန်တော် next လုပ်မယ် next လုပ်ပြီးဆိုဒီကောင်ကို yes လုပ်မယ်ပေါ့နော်ပြီးတော့ agree လုပ်မယ်လုပ်ပြီးသူ့ရဲ့နေရာလေးရွေးပေးပါနော်ကျွန်တော်ကဒီတိုင်းပဲထားမယ်အဲဆိုကျွန်တော်ဒီကောင်ကို install နှိပ်လိုက်ရင်ဒီကောင် install ဖြစ်သွားမှာပေါ့နော်ကျွန်တော်အစကတည်းက install လုပ်ထားတယ်ဆိုတော့ပြန် install မလုပ်တော့ဘူးပေါ့နော်အဲဆိုကျွန်တော်ဒီကောင်ကို cancel လုပ်လိုက်မယ် install ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီကောင်ဒီ Bionic ဆိုတာဒီမှာပေါ်လိမ့်မယ်ပေါ့နော်ဒီ Bionic ဆိုတာဒီကောင်ကိုတုံးပြီးကျွန်တော်တို့ကAI model တွေကို run မှာပေါ့နော်ပထမဆုံးတော့ကျွန်တော်ဒီကောင်ကိုဖွင့်မယ်ပေါ့နော်ဖွင့်မယ်ဒီကောင်ကိုဖွင့်မယ်ဖွင့်ပြီးဒီမှာပထမဆုံးဖွင့်ရင်တော့ဒီလိုပြလိုက်မယ်ဒီကောင်ဒီမှာ project လုပ်ရအောင်ပေါ့နော်အရင်ဆုံးတော့အဲဆိုကျွန်တော်ဒီမှာ create project လုပ်မယ် project လုပ်ပြီးပြီးတော့ကျွန်တော်ဒီကောင်ကိုဥပမာ test လို့ထားလိုက်မယ်ပြီးတော့ဒီကောင် allow coding လို့ထားလိုက်မယ်နော်ပြီးတော့ကျွန်တော်ဒီမှာနေရာရွေးမယ် choose ဒီ folder ဘယ်မှာထားမလဲဆိုတော့ကျွန်တော်နေရာရွေးမယ်ပေါ့နော်ကျွန်တော်ဥပမာ desktop မှာပဲထားလိုက်မယ် desktop မှာထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာကောင်ကို create လုပ်လိုက်မယ်ပေါ့နော်ဒီလိုပြရင်ပြီးတော့ဒီမှာကျွန်တော်တို့က model ကို run မှုပေါ့နော်အိမ်ဆုံးတော့ကျွန်တော်တို့က model ကို download လုပ်ရမှာ download လုပ်မှုအတွက်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကအိမ်ဆုံးတည်တင်တဲ့အရာကကျွန်တော်တို့ကွန်ပျူတာထဲမှာဘယ် model ကအကောင်းဆုံးလဲဆိုတာကျွန်တော်တို့ကအိမ်တည်ရမှာပေါ့နော်အဲ့ဒါတည်မှုအတွက်ကျွန်တော်ပြောအိမ်ဗီဒီယိုမှာပြောတဲ့ website အဲ website နဲ့ကြည့်လဲရတယ်ပေါ့နော်ဒီကောင် website နာမည်ကဒီမှာcan I run AI ဆိုတဲ့ website ပေါ့နော်ဒီ website ထဲမှာသွားပြီးဘာလုပ်မလဲဆိုတော့ဒီမှာ GPU မှာကိုယ့်ရဲ့ကွန်ပျူတာရဲ့ GPU ကိုထည့်မယ်ဒီမှာပြီးတော့ VRAM ဘယ်လောက်လဲဆိုတော့ဒီမှာထည့်မယ်ပြီးတော့ RAM က16ကျွန်တော်စာ16GB ပေါ့နော်အဲဆိုကျွန်တော်က16GB ထည့်မယ်ထည့်ပြီးရင်ကျွန်တော်ဒီမှာပြလိုက်မယ်ပေါ့သူကဒီကောင်ဒီယာ model ကသူက coding အတွက်အကောင်းတာပေါ့နော်ပြီးတော့ဒီမှာအမျိုးမျိုး model ရှိရအောင်နော်ဥပမာဒီကောင်က image generate လုပ်တာဒီကောင်က video generate လုပ်မှာပေါ့နော်ဟုတ်ပြီဒီနေ့ကျွန်တော်ဒီကောင်ကိုဒီ Quant 3 8 billion ကိုစာပါနော်ကျွန်တော် download လုပ်မယ်ပေါ့နော်အဲဆိုကျွန်တော်ဒီ test ဆိုတော့မယ် download ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီပြန်ခဏ app ထဲဝင်မယ်ဝင်ပြီးဒီမှာ setting ကိုတောင်းမယ် setting ထဲသွားပြီးsetting ထဲသွားပြီး explore ကိုတောင်းမယ်ပေါ့နော် explore မှာဒီကောင်ကဒီမှာ model တွေဒီမှာရှိတဲ့ model အကုန်လုံးပြတာပေါ့နော်ဒီ app ထဲရှိတဲ့ model ကျွန်တော်ဒီမှာ Quant 3 download မယ်ပေါ့နော်အဲဆို Quant 3 8 billion ပေါ့နော်8 billion ဒီလိုရေးမယ်ပေါ့နော်ရေးပြီးရင်ဆိုရင်ဒီကောင်
ဒီမှာကျွန်တော် model ကဒီမှာပြရရောเนาะပြပြီဆိုရင်ဒီ Hugging Face ရဲ့website ထဲက model လည်းဒီမှာသုံးလို့ရအောင်เนาะအကယ်လို့ Hugging Face ရဲ့ website ထဲက model တွေသုံးရှင်ဆိုဒီမှာလည်းdownload လုပ်ပြီးသုံးလို့ရအောင်เนาะဒီမှာကျွန်တော်သုံးတဲ့ model ကဒီကောင်ပါเนาะဒီကကျွန်တော်အစကတည်းက download ထားတယ်ဆိုတော့ဒီမှာuse in new chat ဆိုတာ तू ကပေါ်လိမ့်မယ်အကယ်လို့ download မလုပ်ထားရင်ဒီမှာဒီကောင်က download ဆိုပြီးပေါ်လိမ့်မယ်ပေါ့နော် download လုပ်ပြီးရင်ဒီမှာဒီကောင်ဥပမာဒီကောင်ကျွန်တော်က download မလုပ်ရသေးဘူးဒီလိုပေါ်လိမ့်မယ်ပေါ့နော် download ဆိုပြီးပြီးတော့ download လုပ်ပြီးရင် तू ကဒီလိုပေါ်လိမ့်မယ်ကျွန်တော်ကအစကတည်းက download လုပ်ထားဆိုတော့ဒီမှာဒီလိုပေါ်လာပေါ့နော်ပြီးတော့ကျွန်တော်ကဒီမှာ use in new chat ဆိုတာကျွန်တော်ကနှိပ်ပဲပေါ့နော်အဲ့ဆိုဒီကောင်ကဒီကိုရောက်လာပြီပေါ့နော်ဒီမှာ Quant3 download လုပ်ထားတာဥစားဒီကိုရောက်လာပြီပြီးတော့ဒီမှာတုံးလို့ရပြီပေါ့နော်ဥပမာကျွန်တော်ဒီမှာ hi ဆိုပြီးရေးမှာပေါ့နော်ဒီ AI ကဒီမှာပြန်ဖြေလာမှာဒီဟုတ်တယ်ဒီမှာသူကဖြေလိုက်ရောနော် AI ဒီလို LM Studio ကုန်းနဲ့ဒီလိုမျိုးသူကAI တွေကို run လို့ရအောင်နော်အကယ်လို့ဒီဗီဒီယိုကြိုက်ရင်ကျွန်တော်ဗီဒီယိုကို like လေးလုပ်ပေးထားပါ channel ကို subscribe လေးမလုပ်ရသေးဘူးဆိုရင် channel ကိုပါ subscribe လေးလုပ်ပေးထားပါကျေးဇူးတင်ပါတယ်